ယေစုလာတဲ့အခါရင်နွေးအိုးကဘာကြောင့်အလိုအလျောက်ပိတ်ထားတာလဲဆိုတာသိကြပါသလားဒါကတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာအတွေ့ရများတဲ့ရင်နွေးအိုးတစ်လုံးဖြစ်ပါတယ်ရင်နွေးအိုးအမျိုးအစားတွေအများကြီးရှိပြီးမြဲသူတို့အလိုလုပ်ပုံအခြေခံသဘောတရားကတော့အတူတူပါပဲဒီရင်နွေးအိုးရဲ့ကိုယ်ထဲကိုအောက်ခံခုံကနေခွဲထုတ်လို့ရတာကြောင့်ရေဖြေးတာပဲဖြစ်ဖြစ်ရေလောင်းထည့်တာပဲဖြစ်ဖြစ်လုပ်ရတာတော်တော်လေးလွယ်ကူစေပါတယ်အောက်ခံခုံမှာကတော့အထီးချိတ်ဆက်ပစ္စည်းပါဝင်ပြီးရင်နွေးအိုးအောက်ခြေမှာတော့အမားချိတ်ဆက်ပစ္စည်းပါဝင်နေတာပါအောက်ခံခုံရဲ့အတွင်းပိုင်းမှာတော့ live wire ကြိုးနဲ့ neutral wire ကြိုးတွေကိုဂျင်းနီကလေးတွေနဲ့ချိတ်ဆက်ထားပြီးအလယ်မှာတော့နေစိုက်ကြိုးတစ်ခုပါဝင်ပါတယ်ဒီကလေးတွေကိုတော့ကွင်းလေးတွေနဲ့အစင်းစင်းခွဲခြားပေးထားပါတယ်ရင်နွေးအိုးရဲ့ socket မှာလည်းဂျင်းနီကွင်းတွေနဲ့အလယ်ဘဟုပင်းတစ်ခုပါဝင်နေတာပါရင်နွေးအိုးကိုအောက်ခံခုံပေါ်တင်လိုက်တဲ့ထားမှာတော့ဒီကလေးတွေကတဆင့်လက်စစ်ထားအားနဲ့ချိဆက်သွားတာပါအောက်ခြေမှာတော့အပူပေးပြားတစ်ခုပါဝင်ပါတယ်ဒီပြားထဲမှာတော့ရင်နွေးအိုးရဲ့အောက်ခြေအလူမီနီယမ်ပြားတစ်ခုနဲ့အပူပေး element တို့ပါဝင်ပါတယ်အပူပေး element ဆိုတာကတော့အလူမီနီယမ်ပိုက်လေးထဲမှာထည့်ထားတဲ့ခုခံမှုအားကောင်းတဲ့ nitron wire ကြိုးလေးပဲဖြစ်ပြီးအပူစီးကူးနိုင်တဲ့ပစ္စည်းတွေနဲ့အပူဒဏ်ခံနိုင်အောင်ပြုလုပ်ထားပါတယ်။ shock မဖြစ်အောင်လို့ nitron wire ကြိုးရထိတ်နှစ်ဖက်လုံးကို ceramic ကွင်းလေးတွေနဲ့ကာကွယ်ပေးထားပါတယ်။လက်စစ်တာအားရရှိလာတဲ့အခါမှာတော့ဒီ wire ကြိုးရဲ့ခုခံမှုကြောင့်အပူတွေထွက်ပေါ်လာပြီးရေကိုစုပွဲစေတာပါ။ဒါပေမဲ့ socket ကအပူပေးဆက်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတာတော့မဟုတ်ပါဘူး။ရေနွေးအိုးလက်ကင်မှာ thermostat ခလုတ်လေးတစ်ခုကိုတပ်ဆင်ထားပါတယ်။ဒီခလုတ်မှာ spring တစ်ခုနဲ့ဂျင်းနီအဆက်အသွယ်လေးပါဝင်ပါတယ်။သူကတော့လက်စစ်ပတ်လန်းရဲ့အဖွင့်အပိုက်ကိုထိန်းချုပ်ပေးတာပါ။ဒါဆိုရင်ရင်နွေးအိုးကဘယ်လိုလုပ်ပြီးအလိုအလျောက်ပဲသွားတာလဲခလုတ်အောက်မှရှိရဲ့သတ္တုပြားလေးတစ်ခုကဒီအလုပ်ကိုလှုပ်ဆောင်ပေးတာပါဒီပြားလေးမှာအပူချောင်းဆန်းထွက်နှုန်းမတူညီတဲ့သတ္တုနှမျိုးကိုပေါင်းဆက်ထားပါတယ်အပူရှင်ရလာတဲ့အခါမှာတော့ဒီသတ္တုတွေကကွေးညွန့်သွားပါတယ်ဒီပြားလေးရဲ့အလယ်မှာတော့အတက်လေးတစ်ခုပေါ်ဝင်အောင်ပုံဖော်ထားပါတယ်သူကအပူချောင်းကွေးသွားတဲ့အခါအဲ့ဒီအတက်လေးကအပေါ်ကိုကြွတက်လာပါတယ်ရင်နွေးအိုးလက်ကင်နဲ့ကိုယ်ထဲကြားမှာတော့လေးဝင်လေးထွက်ပေါက်လေးတွေရှိပါတယ်ရေကအပူချိန်1 ဒီဂရီကိုရောက်သွားတဲ့အခါမှာတော့သတ္တုပြားလေးကကွေးသွားပြီးခလုတ်ကိုတွန်းလိုက်ကကြောင့်လက်စစ်တာအားပြတ်တော့သွားပြီးအလိုအယောက်ပိတ်သွားရခြင်းဖြစ်ပါတယ်